ကဘာပေါ်ရှိလူတိုင်းဟာမွေးရပါတန်းတူညီမျှမှုနဲ့လွတ်လပ်စွာနေထိုင်ပိုင်ခွင့်တို့ကိုခန်းစားခွင့်ရှိပါတယ်။ဤအခွင့်အရေးများဟာမိသည့်အစိုးရသို့မဟုတ်အာဏာပိုင်ကမှချိုးဖောက်ရမရတဲ့အခြေခံမှုများဖြစ်ကြပါတယ်။ဒီဇင်ဘာ10ရက်မှာတော့လူအခွင့်အရေးများဤတောင်ဖို့ကိုကဘာတဝမ်းကအလေးထားအာရုံစိုက်ကြပါတယ်။ဤနေ့ကိုလူအခွင့်အရေးနှင့် Human Rights Day လို့ကုလသမဂ္ဂသတ်မှတ်ခဲ့ပါတယ်။1948ခုနှစ်ဤနှစ်တွင်ကမ္ဘာလူအခွင့်အရေးကြီးညာစာကြောင့် Universal Declaration of Human Rights UDHR ကိုကုလသမဂ္ဂအထွေထွေညီလာခံမှအတည်ပြုခဲ့ခြင်းကိုအမှတ်ရစေပါတယ်။ဤကြီးညာစာတန်းသည့်လူတိုင်းအတွက်လိုအပ်သောတရားမျှတမှုလွတ်လပ်မှုညင်ငြင်းချမှုတို့ကိုအာမခံပေးသည့်စံနှုန်းတစ်ခုအဖြစ်ရည်တည်နေပါတယ်။လူအခွင့်အရေးကိုကားကွယ်ဆောင်ရှောက်ရန်လူသားတိုင်းတာဝန်ရှိကြောင်းကိုဒီနေ့ကပြတ်သားသတိပေးနေပါတယ်။တင်ရောအခြေခံလူအခွင့်အရေးကြီးထဲမှာဘယ်တစ်ခုကတင့်အတွက်အရေးအကြီးဆုံးလဲမှတ်ချက်မှာပြောပြပေးခဲ့အောင်နော်